ဖះရဲ့မြန်မာလိုအနက်တဲ့တွေမှာကြီးကျယ်သူလင်းဆောင်သူပြည့်မြတ်သူမြင့်မြတ်သူသူတော်ကောင်းတရား12ပါးရှိတယ်လေ5ပါး9ပါး9ပါး9ပါးဘုရားမြတ်စွာဘုရားရဲ့တာတော်အမိမှာအာနန္ဒာရာဟုလဝိတကရာဟုလဘုရားမြတ်စွာဘုရားမှာဟောပတ်တော်ဘယ်နှပါးရှိတယ်9ပါး5ပါး9ပါး9ပါးမိယောဖလာဗုဒ္ဓဘာသာကိုဘယ်လိုခေါ်တယ်လဲပါယဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာကုလဗုဒ္ဓဘာသာ